ဘေးရင်ဆရာထူအောင်လည်းဖြစ်ပါတယ်အားလုံးပဲကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါလိမ့်ခင်ဗျာမင်္ဂလာပါကျမ်းမာရေးမကောင်းတဲ့သူတွေကျမ်းမာရေးကောင်းစေမယ့်ရရနီးလန်းလေးတစ်ခုကိုပြပေးမယ်နော်ဒါတော့ကျွန်တော်တို့ကြာစံတစ်ထုပ်ပါကြာစံနော်ကြာစံဒါတော့ကျဲဥ10လုံးပါကျဲဥ10လုံးနဲ့ကြာစံတစ်ထုပ်နဲ့ကျမ်းမာရေးမကောင်းတဲ့သူတွေလူမမာနာပေါ့နော်လူမမာနာမှာသွားပေးလိုက်ပါလူမမာနာမှာသွားချထားလိုက်ပါလူမကရင်နာမှာထားလိုက်ပါလူမမာမြင်ရပြီဆိုတော့ဒါကိုကျွန်တော်တို့ကဒီတိုင်းထားထားမယ်ပုတ်တဲ့တိထားထားလို့ရတယ်နော်ပုတ်ရင်ဆွန့်လိုက်လို့ရတယ်စားကြမလို့မစားနဲ့ပုတ်ရင်ဆွန့်လိုက်ဆိုတော့ဒီလိုနီးလန်းလေးလှုပ်လိုက်တာနဲ့ကျွန်တော်တို့နေထိုင်မကောင်းဖြစ်နေတဲ့သူတွေကျမ်းမာရေးမကောင်းဖြစ်နေတဲ့သူတွေကျမ်းမာရေးအများဆုံးကောင်းသွားပါလိမ့်မယ်ခင်ဗျာဒါလေးကိုစမ်းလုပ်ကြည့်ပါနော်